ဒါကတော့လုံးဝ1 click ပေါ့နော် 1 click ကဒါပေမဲ့ command တော့နှစ်ကြောင်းရိုက်ပေးရတယ်ပေါ့နော် command နှစ်ကြောင်းရိုက်ပေးရတယ်ခုနလိုအထဲမှာဒီ cache ကိုပြင်တဲ့အခါမှာအထဲမှာဘာစာရိုက်လို့ရိုက်ရမယ်မသိရတူပေါ့နော်အဲ့တော့ဒါကိုပေးထားတဲ့ file လေးရှိတယ်အဲ့ထဲမှာဒီ directory ထဲမှာညီခုသုံးမဲ့ဟာပေါ့နော်cache support ပေးတဲ့ model တိုင်းဒီနည်းလမ်းကိုသုံးလို့ရတယ် cache support ပေးတဲ့ model ကဘာကြောင့်တစ်မျိုးတည်းမပြောတာလဲဆိုရင် model အများကြီးရှိအမျိုးပေါင်း30လောက်ရှိဟုတ်ပြီနော်အဲ့ support ပေးတဲ့ဟာ model တော်တော်များများက support ပေးတဲ့ cache ကိုနော် cache support မပေးဘူးပေးတယ်ဆိုတာကတော့အတိအကျသိချင်တယ်ဆိုရင် firmware ထဲမှာရှိတဲ့ cache ကိုဖြည့်ချကြည့်လိုက် firmware ထဲမှာရှိတဲ့ cache ကိုဖြည့်ချလိုက်လို့ဟာလာ business pro နဲ့ white key လေးပါတယ်ဆိုရင်ဒါ support ပေးမှာအဲ့လိုမပါဘူးဆိုရင်ဒါဒီ support မပေးဘူးလို့ဒါသတ်မှတ်ထားလို့ရတယ်ဒါလွယ်လွယ်ကူကူပဲနော်အဲ့တော့တချို့ကကျတော့ဒီနေရာမှာ OP cache ဆိုတဲ့ cache ကိုမပါတော့ဘူးဆိုရင်ဒါဒီ OP cache အလုပ်လုပ်တဲ့ဟာမျိုးပေါ့ဒါနောက်ဆုံး firmware version တွေဖြစ်တဲ့ဟာမျိုးနောက်ထွက်တဲ့ model တွေကိုဆိုလိုတာဟိုးရင်ထွက်ခဲ့တဲ့ဟာလာ Redmi 8တို့ 8A တို့ဆိုလိုတာမဟုတ်ဘူး Redmi 8တို့ 8A တွေဆိုတာက EHD4 ကိုသုံးတာဖြစ်တဲ့အတွက် super ကိုပြင်ထားတဲ့ကောင်တွေအဲ့တော့ဒါ site တွေကကြီးတွေပဲပေါ့နော်အဲ့တော့ cache ကိုပြင်တဲ့ဟာမဟုတ်အဲ့တော့သူ့ရဲ့EHD4 ချိန်တဲ့အခါမှာသူက cache support ပေးတာတယ်အဲ့တော့ cache ကိုခုလိုမျိုးတွေဟာလာ CPU ID ချိန်တာတွေအခုလို global run ကိုလိုတဲ့ကိုချိန်တာတွေလောက်လာတဲ့အခါမှာနောက် device တွေမှာကျတော့သူတို့က cache ကို support မပေးအောင်လောက်လာတယ်ဒါပေမဲ့ထွက်ခဲ့ပြီးသမျှ model တိုင်းမှာတော်တော်များများ cache ကမလုပ်ပေးရလဲဆိုရင် support ပေးတယ်နော်အဲ့တော့ cache support ပေးတဲ့ model တွေဒီနည်းတိုင်းသုံးလို့ရတယ်လို့မှတ်ထားရမှာနော်အဲ့ဒါယူပဲ model cache လုပ်နေဆိုမှသွားမှတ်ထားလို့မရဘူးနော်ဒီ firmware folder ထဲမှာရှိတဲ့ cache ပါခဲ့ရင်အဲ့ဒီ cache ကိုဒီ directory ထဲကိုထည့်လိုက်ဟုတ်ပြီနော်ဒီ directory ထဲထည့်မယ်အဲ့တော့ခဏနေကိုယ့်နဲ့ကိုယ်စမ်းလို့ရအောင်အပြင်မှာထုတ်ထားပေးနော်ရမယ်နော်ထားပါတော့ပြီးရင်ကိုယ့်နဲ့ကိုယ်စမ်းလိုက်နော်ပြီးပြီဆိုရင်ဒီထဲမှာ cache file ရောက်သွားပြီဆိုရင်တို့တွေကမလုပ်မှလဲဆိုရင် repack ဒီ corner ဆိုတဲ့ script လေးကို run လိုက်နော်အဲ့တော့ဒီ script ကို run လိုက်ရင် under the folder name နဲ့ continue cache image တဲ့နော်အဲ့တော့ under folder name in continue cache image ဆိုတဲ့ဟာက cache image ရှိတဲ့ folder name ကိုရိုက်ခိုင်းတာ cache image ရှိတဲ့ folder name ကဘာလဲ directory dir ဆိုတာလေးနော် dir အဲ့တော့ဒါကသူ့အနေနဲ့သူ cache image ကိုသူကနေဖြည့်ချသွားလိမ့်မယ်အကယ်၍ cache က raw ပြောင်းသွားလို့မဖြည့်တတ်တာတို့ဟာလာ cache image က raw ပြောင်းသွားတာတချို့က raw ပြောင်းသွားလို့ပြန်မဖြည့်တတ်ဘူးတချို့ကကျတော့ဖြည့်တတ်တယ်ဟုတ်ပြီနော်အဲ့လိုမျိုးဖြစ်တဲ့ပြဿနာကိုလည်းဒီမှာဖြည့်ရှင်းပြီးသားဖြစ်သွားတယ်ပြီးရင်ဘာစာတွေရေးရမလဲရေးရမယ့်စာသားတွေကဘာတွေရေးရမှန်းမသိတဲ့သူတွေအတွက်လည်းလွယ်ကူဖြစ်သွားတယ်အဲ့နောက်ထပ်ရိုက်ရမယ့်စာသားတစ်ခုကဘာလို့ရမှာလဲဆိုတော့ dir cusd ဆိုတဲ့ cache ဆိုတဲ့ဒီစာသားလေးကိုရိုက်ပေးတာဟုတ်ပြီနော် dir cusd ဆိုတာလေးရိုက်လိုက်အဲ့တော့ရိုက်လိုက်တာနဲ့သူကဖြည့်ချသွားမယ်ဒီဖြည့်ချလို့ရတဲ့ဟာဒီ repair corner ဆိုတဲ့ဒီ folder ထဲမှာဗာတွေ့မှာလဲဆိုရင် cache image ဆိုတဲ့ folder လေးတွေ့အဲ့ဒီရလာတဲ့ cache ကိုပြန်ရေးမဲ့global firmware ထဲမှာသွားထည့်ပြီးတော့မှမလုပ်ပေးဦးမယ်လေရေးလိုက်ဦးမယ်အဲ့ဒါဆိုရင် cache method ရသွားပြီပေါ့သဘောပေါက်လားနော်အဲ့တော့ဒါကလုံးဝ1 click ပေါ့နော်1 click ကိုမှရရမယ့်စာသားနှစ်ကြောင်းပဲမလုပ်ပေးရတယ်ရိုက်ပေးရတယ်နော် directory အဲ့တော့နောက်တစ်ခုကဒီနေရာမှာအကယ်၍ Sunstone ပေါ့အဲ့တော့ 12C အတွက်ကပြန်ပြင်ပေးရ 12C တို့ Sunstone တို့ကျတော့ရေးရမယ့်စာသားမတူဘူးပေါ့ဒါပေမဲ့ Sunstone အတွက်ကရေးပေးပြီးသားရှိတယ်အကယ်၍ဒီနေရာမှာဖြည့်ချလိုက်လို့ဒီ Sunstone device ကိုဖြည့်ချထားမယ်ဆို Sunstone device ဖြစ်မယ်ဆိုရင်အဲ့ဒီ Sunstone ဆိုတာနဲ့ဒီ cache သူ့ရဲ့ cache ကိုထည့်လိုက်တာနဲ့သူ့ကိုသုံးရမယ့်စာသားတွေကိုဒီထဲမှာထည့်ပေးထားပြီးသားကိုကဟုတ်ပြီနော်အဲ့တော့ဘာမှထွေထူးပြင်စရာမလိုဘူးနော်အဲ့တော့ဒါ Sunstone ဖြစ်ခဲ့ရင်ထည့်ရုံပဲဒါပေမဲ့ဒီ 12C ကြရင် 12C အတွက်ကတက်ပြန်ပြီးတော့မှဒီထဲမှာပြန်ပေးရေးပေးမယ်အဲ 12C ဆိုရင်သူ့အနေနဲ့သူ auto ထည့်ပေးရဟုတ်ပြီနော်ဒါကတော့လုံးဝ1 click သုံးတဲ့ဟာပေါ့နော်ဒါပေမဲ့ command နှစ်ကြောင်းတော့ရိုက်ဖို့လိုတယ်ဒီထဲမှာပါတာကတော့လုံးဝmanually ပေါ့နော် manually ပေါ့ဒီကောင်ကတော့အကုန်လုံးမလုပ်ပေးရမှာလေဆိုရင်တစ်ခါလေးရေးရမယ်ပေါ့နော်အဲ့တော့အခုလက်ရှိဒီကောင်ကတော့အလွယ်ဆုံးပဲပေါ့နော်လူတိုင်းသုံးတတ်ပါလိမ့်မယ်နော်အဲ့တော့ကြိုက်တဲ့ firmware တွေက cache ကိုယူကိုပဲရေးမဲ့ဟာပေါ့နော်နောက်ဆုံး firmware version ဆွဲလိုက်အဲ့ cache ကိုဒီထဲထည့်ကို script ကို run ရုံပဲရမယ်နော်